စွမ်းဆောင်ရည်မိုက်စားနဲ့ဘက်ထရီလဲကျဲခံမဲ့ဖုန်းကိုရှာနေရလားဒီနေ့မှာတော့စွမ်းဆောင်ရည်မိုက်စားနဲ့ဘက်ထရီလဲကျဲခံမဲ့ဖုန်းကိုရှာနေတဲ့ customer လေးတွေအတွက် Poco M8 Pro ဖုန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်သူ့မှာဆိုရင်စစ်ပွားရေးအချက်ကိုမှ120Hz နဲ့ဆိုတော့ social media သုံးဖို့အတွက်ရှေ့ပါပဲ chipset မှာဆိုရင်လည်း Snapdragon 7ရဲ့ ကြံဖိုး processor ပါလို့ game တွေကိုစိတ်ကြိုက်ဆော့လို့ရပါသေးတယ်50 megapixel main camera ကိုမှ OIS ပါဝင်တဲ့အတွက်ဗီဒီယိုတွေရိုက်ရင်လည်းငြိမ်နေမှာပဲဖြစ်ပါတယ်ဘက်ထရီပိုင်းမှာဆိုရင်လည်း6500 mAh တောင်ပါလို့တနေ့ကုန်စိတ်ကြိုက်သုံးလို့ရတဲ့အပြင်အားကုန်သွားရင်လည်း100 watt ဖတ်ချခြင်းနဲ့ဆိုတော့အားပြန်သွင်းလဲခဏလေးပဲเนาะအခုလိုမျိုးအဖက်ဖက်ကပြည့်စုံတဲ့ Poco M8 Pro ဖုန်းလေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Hello Mobile ရဲ့ Facebook page, TikTok page တို့ကနေမှာယူနိုင်သလို Hello Mobile ရဲ့ဆိုင်ခွဲ9ဆိုင်မှာလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်